ဒီနေ့ဒီဗီဒီယိုထဲမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမယ့်နည်းလမ်းလေးကတော့လက်ရှိကျွန်တော်တို့အသုံးပြုနေတဲ့ကိုယ့်ရဲ့ Facebook account ကနေပြီးတော့ပတ်စံရှာလို့ရအောင် professional mode ဖွင့်ပြီးတော့ setting ချိန်တဲ့နည်းလမ်းလေးတွေကိုဒီဗီဒီယိုထဲမှာမိတ်ဆွေတို့ကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်မိတ်ဆွေများအနေနဲ့စိတ်ဝင်စားနေဆိုရင်ဗီဒီယိုကိုဆုံးအောင်ကြည့်ရှုတော့ဖို့ဖိတ်ခေါ်ပါတယ်ကြည့်ဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုစလိုက်ရအောင်နော်ပထမဆုံးအနေနဲ့ကျွန်တော်တို့လက်ရှိအသုံးပြုနေတဲ့ကိုယ့်ရဲ့ Facebook account ထဲကိုဝင်သွားလိုက်ပါ Okay ကျွန်တော်တို့ Facebook account ထဲရောက်ပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ profile ထဲကိုဝင်လာလိုက်ပါဒီလို profile ကနေပြီးတော့မှကျွန်တော်တို့ Facebook ပိတ်လို့မျိုးဖြစ်သွားအောင်ဒီနားလေးမှာ follow button လေးပေါ်လာအောင်ကျွန်တော်တို့က professional mode ဖွင့်ပေးရမှာဖြစ်ပါတယ်အဲ့ဒီ professional mode ဖွင့်ပေးပြီးမှဒါလည်းကျွန်တော်တို့ကဒီ Facebook account ကနေပြီးတော့ကျွန်တော်တို့ဝင်ငွေရှာလို့ရအောင် setting လေးတွေချိန်လို့ရမှာပဲဖြစ်ပါတယ် setting လေးတွေပေါ်လာမှာဖြစ်ပါတယ်ကြည့်ဒါဆိုရင်တော့ကျွန်တော်တို့ professional mode ကိုဘယ်လိုဖွင့်ရလဲဆိုတာလေးကိုပြန်ပြီးတော့ကြည့်လိုက်ရအောင်ဆိုတော့ကျွန်တော်တို့ဒီဘေးနားလေးကအဆက်တုံးဆက်ရှိတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါOkay ဒီဖက်မှာရောက်ပြီဆိုလို့ရှိရင်တော့ဒီအောက်နားလေးမှာ turn on professional mode ဆိုတာလေးပါပါတယ်ဒီနေရာမှာကိုနှိပ်ပြီးတော့မှကျွန်တော်တို့ရဲ့ Facebook account ကနေပြီးတော့ professional mode ကိုပြောင်းပေးရမှာပဲဖြစ်ပါတယ်ဒီနေရာမှာတချို့တော့မိတ်ဆွေတွေရဲ့ Facebook account ထဲမှာဒီလို professional mode မပါခဲ့တဲ့ account တွေရှိပါတယ်မပါတဲ့ account တွေဆိုလို့ရှိရင်တော့လက်ရှိကိုယ့်ရဲ့ Facebook account ကို log out တစ်ခါလုပ်ပေးလိုက်ပါလုပ်ပေးပြီးတော့မှကျွန်တော်တို့ log in ပြန်ဝင်လာကြည့်လိုက်ပါဒါဆိုလို့ရှိရင်တော့ professional mode ပါလာမှာဖြစ်ပါတယ်တကယ်လို့မပါခဲ့ဘူးဆိုရင်တော့မှကိုယ့်ရဲ့ Facebook account ကိုနောက်ဆုံး update ဖြစ်အောင် Play Store မှာတွားပြီးတော့ update တင်ပေးလိုက်ပါပြီးတော့ဒီ professional mode ဆိုတာလေးတေချာပါလာမှာဖြစ်ပါတယ်ကဲဒါဆိုရှင်တော့ကျွန်တော်တို့ professional mode ကိုဘယ်လိုဖွင့်ရလဲဆိုတာလေးကိုဆက်လက်ပြီးတော့ကြည့်အောင်နော် professional mode ကိုကျွန်တော်တို့နှိပ်ပေးလိုက်မယ် turn on ဆိုတာလေးကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါOkay ဒီဖက်မှာဒီလိုလေးပေါ်လာမှာကိုတွေ့ရမှာဖြစ်ပါတယ်တချို့တော့ Facebook account မှာဆိုလို့ရှိရင်တော့ဒီလိုလေးမပေါ်ပါဘူးကျွန်တော်တို့က custom setting ဆိုပြီးတော့လာပြမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့အဲ့ဒီ custom setting ဆိုတဲ့နေရာထဲကိုတွားပြီးတော့မှကျွန်တော်တို့ channel setting ဘိုင်းတွေကိုလုပ်ပေးရမှာဖြစ်ပါတယ်အခုဒီ Facebook account မှာကျွန်တော်ဒီလိုပေါ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်မိတ်ဆွေတို့ကိုဒီထက်ကနေထွက်ပြီးတော့မှကျွန်တော်တို့ Facebook setting ထဲမှာတွားပြီးတော့လိုအပ်တဲ့ setting ဘိုင်းတွေကိုကျွန်တော်တို့လှုပ်ဆောင်ထားရမယ့်အချက်တွေကိုလုပ်တဲ့နီးလန်းကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ဘာမှမလုပ်ဘဲနဲ့ဒီကနေထွက်လိုက်မယ် file ထဲကိုလာကြည့်လိုက်လို့ရှိရင်ဒီအောက်နားလေးမှာ C dashboard ဆိုတာလေးပေါ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီလို C dashboard ဆိုတဲ့ဟာလေးပေါ်နေပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ professional mode ဖွင့်တာရပါပြီဖြစ်ပါတယ် profile account ကိုတခြားတူတွေကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘယ်လိုမြင်ရမလဲဆိုတာကိုကျွန်တော်တို့ချက်ကြည့်မယ်အဆက်သုံးစိတ်ရှိတဲ့နေရာမှာကိုနှိပ်လိုက်ပါview up ဆိုတာလေးကိုတစ်ချက်ထောက်လိုက်ပါကြည့်ရဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ account ကိုတခြားသောတူတွေဝင်ကြည့်လို့ရှိရင်ပေါ့နော် publish အနေနဲ့ကဒီလိုပုံစံနဲ့တွေ့ရမှာဖြစ်ပါတယ်ပုံမှန်ဖြစ်ကျွန်တော်တို့ UU account မှာဆိုလို့ရှိရင် add friend ဆိုတာလေးတွေ့ရမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ကျွန်တော်တို့က UU account ကနေပြီးတော့ပိတ်ပုံစံလိုမျိုးကျွန်တော်တို့ပြောင်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနားလေးမှာ follow ဆိုတဲ့ button လေးပေါ်နေပြီဖြစ်ပါတယ်ကဲဒါဆိုရှင်တော့အခုကျွန်တော်တို့လိုအပ်တဲ့ setting လေးတွေကိုဆက်ပြီးတော့လုပ်ရအောင်ပေါ့နော်ဆိုတော့ကျွန်တော်ဒီထက်ကနေထွက်လိုက်မယ်ပေါ့နော် Okay ကျွန်တော် setting လုပ်ဖို့အတွက်ကိုကျွန်တော်တို့ပေါ်နားလေးက menu ထဲကိုနှိပ်လိုက်မယ်အောက်နားလေးက setting and privacy ထဲကိုနှိပ်လိုက်ပါ setting ထဲကိုထပ်ပြီးတော့ဝင်သွားလိုက်ပါဒီအောက်နားလေးက default audience setting ဆိုတဲ့နေရာထဲမှာဝင်ပြီးတော့အရင်ဆုံး setting လုပ်ပေးရမှာဖြစ်ပါတယ်ဒီထဲကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါအောက်နားလေးက custom setting ကိုရွေးချယ်ပါပြီးတော့ next ဆိုတာလေးကိုထပ်နှိပ်လိုက်ပါ Okay ဒီနားလေးမှာဆိုလို့ရှိရင်တော့အရင်ဆုံးအပေါ်နားလေးက full can see your feature post ဆိုတဲ့နေရာမှာအခုလို public နေရာမှာထားပေးရမှာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေတို့ကဒီနေရာမှာ only me အနေနဲ့ထားတယ်ဒါမှမဟုတ် friend နေရာနဲ့ထားတယ်တခြားနေရာဒီမှာထားတယ်ဆိုလို့ရှိရင်တော့ဒီ publish နေရာမှာနှိပ်ပြီးတော့အခုလို public ကြောင်းထားပေးလိုက်ပါဒီအောက်နားလေးက full can see your storage ဆိုတဲ့နေရာမှာလေးပဲကျွန်တော်တို့ friend လောက်ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ public နေရာမှာပြောင်းပြီးတော့ထားပေးလိုက်ပါဒါမှတာလေးကျွန်တော်တို့တင်တဲ့ story တွေ review video တွေပေါ့နော်ကျွန်တော်တို့တင်တဲ့ post တွေအကုန်လုံးက public အနေနဲ့မြင်ရမှာဖြစ်ပါတယ် public နေရာမှာပြောင်းပြီးတော့ save လို့ကျွန်တော်နှိပ်ပေးလိုက်ပါ
အောက်နားလေးက who can see your review ဆိုတဲ့ဒီနေရာမှာလေးပဲကျွန်တော်တို့အခုလို public နေရာမှာပဲထားပေးလိုက်ပါ public အကုန်လုံးဒီလိုပြောင်းပေးလိုက်ပါဒီအောက်နားလေးက story ကျွန်တော်တို့ရဲ့ my day ပေါ့နော်ဒီ my day နေရာမှာလေးပဲကျွန်တော်တို့အခုလို on လုပ်ထားပေးလိုက်ပါဒီအောက်နားလေးမှာကျွန်တော်တို့ရဲ့ review video ကလည်းအခုလိုပုံစံမျိုးနဲ့ on လုပ်ထားပေးရမှာဖြစ်ပါတယ်အောက်က who can comment on your public post နေရာမှာလေးပဲ public အနေနဲ့ထားပေးလိုက်ပါဒီအောက်နားမှာဆိုလို့ရှိရင်လည်း public profile info နေရာမှာလည်းပဲကျွန်တော်တို့ friend နေရာနေပြီးတော့အပေါ်ဆုံးနားလေးက public နေရာမှာထားပေးလိုက်လို့ရပါတယ်ဒီမှာပေါ့နော်တကယ်လို့ဒီနေရာမှာကအဲ့လောက်ရေးမကြည့်ပါဘူး friend ပဲထားနေဆိုလို့ရှိရင်လည်းရပါတယ်ကျွန်တော်ကတော့ public ထားလိုက်ပါမယ် list you follow ဆိုတဲ့နေရာမှာကျွန်တော်တို့ Facebook page ကနေပြီးတော့ပေါ့နော်ဒီ account ကနေပြီးတော့ follow လုပ်ထားတဲ့တခြားသော page တွေကိုတခြားသူတွေကိုယ့်ရဲ့ဒီ page ကိုယ့်ရဲ့ဒီ account တွေဝင်ကြည့်လို့ရှိရင်မြင်ရအောင်ကျွန်တော်တို့ဖွင့်ထားမလားပိတ်ထားမလားပေါ့နော်အဲ့ဒါတွေကိုကျွန်တော်တို့စိတ်ကြိုက်ဒီမှာရွေးချယ်နိုင်တယ်တကယ်လို့ကျွန်တော်တို့ကမြင်ခိုင်းစေချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာ public ထားပါမမြင်ခိုင်းစေချင်လို့ဆိုလို့ရှိရင်တော့ဒီမှာ only me ပဲထားပေးလိုက်ပါဒါကတော့အဲ့လောက်အရေးမကြီးပါဘူးဒီအောက်နားလေးက do you run search engine ဆိုတဲ့နေရာမှာဒီလို on ထားပေးလိုက်ပါဒီနေရာမှာပိတ်နေတယ်ဆိုလို့ရှိရင်တော့ on လုပ်ထားပေးပါဒီ setting တွေကတော့အရေးကြီးပါတယ်ပေါ့နော်အခုကျွန်တော်ထားတဲ့အတိုင်းပဲမိတ်ဆွေတို့လိုက်ပြီးတော့ထားပေးပါကဲကျွန်တော်တို့ဒီ setting တွေပြီးသွားပြီဆိုလို့ရှိရင်တော့အပေါ်နားလေးက down ကိုနှိပ်ပေးပါပြီးတော့အောက်နားလေးမှာ down ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပေးပါကဲဒါဆိုလို့ရှိရင်တော့အပေါ်နားလေးကဒီ default audience setting ဆိုတဲ့နေရာမှာကျွန်တော်တို့ setting ဝင်ချိန်တာတစ်ဖြတ်ပြီးသွားရပေါ့နော်နောက်ထပ် setting ကြံနေတယ်အဲ့ဒါတော့အောက်ကိုတစ်ချက်ဆင်းသွားမယ်ဒီအောက်နားလေးမှာ how people find and contact you ဆိုတဲ့နေရာမှာတစ်ချက်နှိပ်ပါဒီနားလေးက who can send your friend request ဆိုတဲ့နေရာမှာ everyone ပေါ့နော်ဒီလိုပုံတော့စံထားပေးလိုက်ပါဒီနေရာမှာကျတော့ who can see your friend list နေရာမှာကျွန်တော်တို့ only me ထားလေးရတယ်ဒါမှမဟုတ် public ထားလေးရတယ်အဲ့လောက်အရေးမကြီးဘူးပေါ့နော်ကဲအောက်ပြန်ဆင်းကြည့်လိုက်မယ်အောက်နားမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ people with you email address ဆိုတဲ့နေရာမှာကျွန်တော်တို့ရဲ့ဒီ account ကိုဖွင့်ထားတဲ့ email ဒါမှမဟုတ်အောက်နားလေးမှာဖုန်းနံပါတ်ဒါတွေကိုသူများတွေကိုမမြင်ခိုင်းစေချင်နေပေါ့နော်ဒီလို only မျိုးပဲထားလိုက်ပါဒီလို no one ပဲထားပေးလိုက်ပေါ့နော်ဒီနေရာမှာတကယ်လို့ public နေရာဒီမှာ friend နေရာမှာထားတယ်ဆိုလို့ရှိရင်တော့ဒီမှာ no one မှာပဲရွေးချယ်ပေးလိုက်ပါဒီအောက်နားလေးက do you run search engine နေရာမှာလေးပဲခုနကကျွန်တော်တို့တစ်ခါဖွင့်ထားပြီးပေါ့နော်ဒီနေရာမှာလေးပဲ on လုပ်ထားပေးလိုက်ပါဒီအောက်နားလေးကဒီနေရာမှာပေါ့နော်တေချာလေးကြည့်ထားပါ on ပိတ်နေတယ်ဆိုလို့ရှိရင်တော့ on လုပ်ထားပေးလိုက်ပါဒီ setting တွေကအရင်ရေးကြည့်ပါတယ်ကျွန်တော်တို့ professional mode ဖွင့်ပြီးတော့ဒီ Facebook ပေါ်မှာပတ်စံရှာမယ်ဆိုလို့ရှိရင်ဒါတွေဒီလို setting လေးချိန်ပြီးတော့ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကနေတစ်ဖြတ်ပြန်ထွက်လိုက်မယ်အောက်နားလေးက storage နေရာမှာတစ်ချက်ဝင်လိုက်ပါ storage နေရာမှာဒီပေါ်ဆုံးနားလေးက story privacy ဆိုတဲ့နေရာမှာတစ်ချက်ထောက်ပါဒီနေရာမှာမိတ်ဆွေတို့က friend ပဲထားတယ်ဆိုလို့ရှိရင်တော့အပေါ်နားလေးက public နေရာမှာပြောင်းထားပေးလိုက်ပါเนาะပြီးတော့အောက်နားလေးက sharing option ဆိုတဲ့နေရာမှာတစ်ချက်နှိပ်ပါဒီနေရာမှာကျွန်တော်တို့အပေါ်နားလေးကအလုံးထားပေးလိုက်ပါเนาะပြီးတော့ကျွန်တော်တို့ဒီမှာ messaging option ဆိုတဲ့နေရာမှာတစ်ချက်နှိပ်ပါဒီနေရာလေးပဲကျွန်တော်တို့ဒီလို on လုပ်ထားပေးလိုက်ပါပြီးတော့ကျွန်တော်တို့ story ဒီနေရာမှာကျတော့ကျွန်တော်တို့တစ်ချက်နှိပ်ပါဒီနေရာမှာကကျွန်တော်တို့ပိတ်ထားလိုက်ရတယ်ကျွန်တော်အဲ့တော့အရေးမကြီးပါဘူးဒီမှာပိတ်ထားလိုက်ပါအောက်ကဟာကျွန်တော်ဒီတိုင်းပဲထားလိုက်ပါကိစ္စမရှိပါဘူးကဲပြီးတော့ကျွန်တော်ဒီအောက်နားလေးက review ဆိုတဲ့နေရာမှာတစ်ချက်နှိပ်ပါပေါ်နားလေးမှာဒါလည်းပိတ်နေတယ်ဆိုရှင်ဒါလေးကို on လုပ်ပေးလိုက်ပါပြီးတော့ကျွန်တော်တို့ who can see your review ဆိုတဲ့နေရာမှာ public နေရာကိုအခုလိုပဲထားပေးလိုက်ပါဒီနေရာမှာပေါ့နော် public ပဲထားပေးလိုက်ပါကဲပြီးတော့ကျွန်တော်ဒီထဲကနေထွက်လိုက်မယ်ထွက်ပြီးတော့မှကျွန်တော်ဒီအောက်နားလေးက follower and public content နေရာမှာတစ်ချက်နှိပ်ပြီးတော့ထပ်ဝင်သွားလိုက်ပါဒီနေရာမှာဆိုလို့ရှိရင်တော့ who can follow me နေရာမှာ public မဟုတ်ဘဲနဲ့ friend ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ public ပဲထားပေးလိုက်ပါအောက်နားလေးက who can see your follower on your timeline နေရာမှာ public ပဲထားပါ
ဒီအောက်နားလေးက you can see the before page and list new follower ဒီနေရာမှာခဏကျွန်တော်တို့တစ်ခါလောက်ကြည့်ပြီးเนาะဒီနေရာမှာလေးပဲကျွန်တော်တို့စိတ်ကြိုက်ထားချင်လေးရတယ်ကျွန်တော်တို့ public ထားချင်လေးရတယ် only နေထားချင်လေးရတယ်ပေါ့เนาะဒီမှာ you can comment on your public post နေရာမှာလေး public ပဲထားလိုက်ပါဒီမှာ public post notification နေရာမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့အခုလို public ပဲထားပါတချို့ကဒီနေရာမှာ friend of friend ဒါမှမဟုတ် only နေထားတတ်ပါတယ်ဒီနေရာမှာ public ပဲထားလိုက်ပါOkay အောက်နားလေးက public profile info နေရာမှာကျွန်တော်တို့ public အခုလိုပဲ public ထားပေးလိုက်ပါအောက်နားလေးက show most comment ဒီ comment first နေရာမှာလေးပဲအခုကျွန်တော်တို့ဒီလိုပိတ်ထားတယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာ comment first ကိုကျွန်တော်တို့ဖွင့်ထားလို့ရပါတယ်ဒီအောက်နားလေးက Facebook preview နေရာမှာလေးပဲကျွန်တော်တို့အခုလို on လုပ်ထားပေးရမှာဖြစ်ပါတယ်ကဲအခုကျွန်တော်ပြခဲ့တဲ့စစ်သိမ်းတွေအကုန်လုံးကိုမိတ်ဆွေတို့တေချာလေးကြည့်ပြီးတော့မှလိုက်လုပ်ပါကဲအခုကျွန်တော်တို့လိုအပ်တဲ့စစ်သိမ်းပိုင်းတွေကိုဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီထက်ကနေထွက်ပြီးတော့မှ Facebook account profile ထဲကိုတစ်ချက်ပြင်ပြီးတော့တွက်ကြည့်မျိုးပေါ့နော်အဲ့မှာတွက်ကြည့်ပြီးတော့မှကျွန်တော်တို့ပတ်စံကိုဘယ်လိုရှာလို့ရတယ်ဆိုတာလေးကိုကျွန်တော်တို့တစ်ချက်ဝင်ကြည့်မယ်နော်ဒီထက်ကနေကျွန်တော်တို့ထွက်လိုက်မယ် profile ထဲကိုတစ်ချက်ဝင်လိုက်မယ်နော်ကဲကျွန်တော်တို့ profile ထဲရောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ C dashboard နေရာထဲကိုတစ်ချက်ဝင်လိုက်ပါ Okay အခုကျွန်တော်တို့ professional dashboard ထဲကိုရောက်နေပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ professional dashboard ထဲကကျွန်တော်တို့ monetization ထဲကိုဝင်ရမှာဖြစ်ပါတယ်ပေါ့နော်ဒီ monetization ထဲမှာကိုဘယ်လိုမျိုးနဲ့ကျွန်တော်တို့ပတ်စံတွေရှာလို့ရတယ်ဆိုတာကိုတူပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ monetization ထဲကိုကျွန်တော်တို့ check နှိပ်ပြီးတော့ဝင်သွားလိုက်မယ်ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ Facebook ပေါ်ကနေပြီးတော့ဝင်ငွေရှာလို့ရတဲ့ monetization အမျိုးအစားတွေကိုပြပေးနေမှာဖြစ်ပါတယ်အဲ့ဒီမှာအဓိကလူတွေတော်တော်များများငွေရှာကြတဲ့ monetization မျိုးစားတုံးခုကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီတုံးခုကလည်းအခုမိတ်ဆွေတို့မြင်နေတဲ့ဒီအပေါ်နားလေးက ADS on Geo နဲ့အောက်က bonus အောက်နားလေးက ISA လို့ခေါ်တဲ့ in-stream ADS demonetization မျိုးစားတွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့အပေါ်ဆုံးနားလေးကဒီ ADS on Geo ဆိုတဲ့ demonetization မျိုးစားကိုကျွန်တော်အရင်ဆုံးပြပြပေးမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီထဲမှာတစ်ချက်နှိပ်လိုက်မယ်နော်ဒီထဲမှာတစ်ချက်နှိပ်မယ်ကဲအခုဒီထဲမှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့မြင်နေတဲ့အတိုင်းပဲဒီ video ဆိုလို့ရှိရင်တော့ကျွန်တော်တို့ real video လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော် real video ကဘယ်လိုမျိုးစားလဲဆိုလို့ရှိရင်တော့10 မိနစ်မရောက်တဲ့ video တွေကို Facebook ကနေပြီးတော့ real video လို့တက်မှတ်တယ်ပေါ့နော်10 မိနစ်ထက်ကျော်သွားရင်တော့ video အရှည်လို့တက်မှတ်တယ်အဲ့တော့ကျွန်တော်တို့ဒီလို10 မိနစ်မရောက်တဲ့ video အတူအစားလေးတွေကိုတင်ပြီးတော့မှပတ်စံရှာလို့ရတယ်ပေါ့နော် Facebook ပေါ်မှာဆိုတော့ကျွန်တော်တို့ဒီလို review video တွေတင်ပြီးတော့ဘယ်လိုပတ်စံရှာမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအောက်မှာတစ်ချက်ကြည့်မယ်ပေါ့နော်အောက်နားလေးမှာ invite only လို့ရေးထားတာကိုတွေ့ရမှာဖြစ်ပါတယ် invite only ဆိုတာကတော့ Facebook ကနေပြီးတော့ကိုဖိတ်ခေါ်လာမှကျွန်တော်တို့ဒီ review video ကနေပြီးတော့ကျွန်တော်တို့ပတ်စံစပြီးတော့ရှာလို့ရမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ Facebook ကနေပြီးတော့ကို invite လုပ်ပြီးတော့ဖိတ်ခေါ်လာအောင်ကျွန်တော်တို့ဘယ်လိုတွေလုပ်ရမလဲဆိုတော့ကျွန်တော်တို့အနေနဲ့ဒီ Facebook account ထဲမှာဒီ professional mode account ထဲမှာကိုကျွန်တော်တို့ review video များများတင်ပါကျွန်တော်တို့တင်တဲ့ review video ထဲမှာဝင်ကြည့်တဲ့လူတွေများပြီးတော့ကျွန်တော်တို့ရဲ့ account ကိုအဲ့ဒီ review video ထဲကနေပြီးတော့မှလာပြီး follow လုပ်လာတဲ့လူတွေများလာပြီးအတိုင်းအတာတစ်ခုထိရှိလာပြီးဆိုလို့ရှိရင်တော့ Facebook ကနေပြီးတော့မှကျွန်တော်တို့ကို invite လုပ်လာမှာဖြစ်ပါတယ်အဲ့ခါကြလို့ရှိရင်တော့ကျွန်တော်တို့ဒီ Facebook ကနေပြီးတော့ပတ်စံစပြီးတော့ရှာလို့ရမှာဖြစ်ပါတယ် Facebook ကနေပြီးတော့ကျွန်တော်တို့ invite လုပ်လာတဲ့အခါမှာဒီ review video monetization type ထဲမှာကို set up ဆိုပြီးတော့လာပြပေးမှာဖြစ်ပါတယ်အဲ့ခါဆိုလို့ရှိရင်တော့ကျွန်တော်တို့ set up နေရာမှာနေပြီးတော့ကျွန်တော်တို့လိုအပ်တဲ့ bank account တွေကျွန်တော်တို့ချိတ်ဆက်ပြီးတော့မှကျွန်တော်တို့ပတ်စံစပြီးတော့ရှာလို့ရပြီဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ review video ထဲကနေပြီးတော့ကျွန်တော်တို့ပတ်စံရှာလို့ရတဲ့အနေအထားပေါ့နော်ဒီဒါဆိုရှင်အခုနောက်တစ်ခုပြန်ကြည့်မယ်ပေါ့နော်ကျွန်တော်တို့ဒီထက်ကနေထွက်လိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီအောက်နားလေးက bonus ကိုပြန်ပြီးတော့ကြည့်မယ်ပေါ့နော် Okay ဒီ bonus ကကျတော့ကျွန်တော်တို့ဘယ်လိုပတ်စံရှာလို့ရလဲဆိုလို့ရှိရင်တော့အခုလိုကျွန်တော်တို့ပုံတွေတင်မယ်စာတွေတင်မယ်ဗီဒီယိုတွေတင်မယ်လိပ်တွေတင်မယ်ပေါ့နော်ကျွန်တော်တို့ကြိုက်တာတွေတင်ပြီးတော့မှကျွန်တော်တို့ပတ်စံစရှာလို့ရပါတယ်ဒါပေမဲ့ကျွန်တော်တို့တင်တာနဲ့ချက်ချင်းကြီးတော့မရပါဘူးကျွန်တော်တို့ဘာတွေလိုအပ်လဲဆိုလို့ရှိရင်တော့အောက်မှာကြည့်လိုက်မယ်အောက်မှာ invite only ပေါ့နော် Facebook ကနေပြီးတော့ကျွန်တော်တို့ကို invite လုပ်ပြီးဖိတ်ခေါ်လာမှကျွန်တော်တို့စပြီးပတ်စံရှာလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ invite လုပ်ခံရအောင်ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်တော့ကျွန်တော်အတွေ့အကြုံကိုပြောပြမယ်ဆိုရင်ကျွန်တော်တို့
ကိုယ့်ရဲ့ Facebook ပေါ်မှာပုံတွေစာတွေဗီဒီယိုတွေပေါ့နော်ပုံမှန်လေးတင်သွားပါပုံမှန်တင်သွားလို့ရှိရင်တော့အချိန်တိုင်းတာတစ်ခုထိရောက်လာလို့ရှိရင် Facebook ကနေပြီးတော့ကိုယ် invite လုပ်လာမှာဖြစ်ပါတယ်ပေါ့နော်ကိုယ် fake ခေါ်လာမှာဖြစ်ပါတယ်အဲ့ခါရောက်လို့ရှိရင်တော့ကိုက set up ဝင်လုပ်ပြီးတော့ကျွန်တော်တို့ရဲ့လိုအပ်တဲ့ bank account တွေဝင်ချိတ်ပြီးတော့ပတ်စံစပြီးတော့ရှာလို့ရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့ရဲ့ဒီ bonus ကနေပြီးတော့ပတ်စံရှာလို့ရတဲ့နည်းလမ်းလေးပေါ့နော်ဒါဆိုရှင်တော့အခုကျွန်တော်တို့ bonus ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီအောက်နားလေးက ISA လို့ခေါ်တဲ့ in-stream ATS အကြောင်းကိုနည်းနည်းပြင်ပြောမယ်ပေါ့နော်ဒီအောက်နားလေးက in-stream ATS ကနေပြီးတော့ကျွန်တော်တို့ပတ်စံရှာမယ်ဆိုလို့ရှိရင်တော့နည်းနည်းတော့ခက်တယ်ပေါ့နော်တမတ်ချက်လေးတွေတော့ရှိတယ်အဲ့ဒါတွေကဘာတွေလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ in-stream ATS ကနေပြီးတော့ပတ်စံရှာမယ်ဆိုရင်အခုကျွန်တော်တို့ professional မွတ်ပြောင်းထားတဲ့အကောင့်မှာပဲဖြစ်ဒါမှမဟုတ် Facebook page မှာပဲဖြစ်ကျွန်တော်တို့အနည်းဆုံးကတော့ဗီဒီယို9ပုတ်လောက်ကျွန်တော်တို့တင်ထားရမှာဖြစ်ပါတယ်ပေါ့နော်တင်ထားတဲ့ဗီဒီယိုကလည်းဗီဒီယိုအရှည်ဖြစ်ရမယ်အနည်းဆုံးကတော့ကျွန်တော်တို့10မိနစ်အထက်မှာရှိတဲ့ဗီဒီယိုတွေဖြစ်ရမယ်ပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့6လအတွင်းမှာကျွန်တော်တို့တင်ထားတဲ့ဗီဒီယိုတွေကိုဝင်ကြည့်တဲ့ view မိနစ်ပေါင်းက6000လောက်ရှိရမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ Facebook page မှာပဲဖြစ်ကျွန်တော်တို့ရဲ့ဒီ account မှာပဲဖြစ်ပေါ့နော် follower ကအားလုံး9000ထက်မှရှိရမှာဖြစ်ပါတယ်အဲ့ဒါတွေပြည်စုံမှတာလေဒီကျွန်တော်တို့ရဲ့ Facebook in-stream ATS ကနေပြီးတော့မှကျွန်တော်တို့စပြီးတော့ပတ်စံရှာလို့ရမှာဖြစ်ပါတယ်ပေါ့နော်နောက်ပြီးတော့ Facebook ကနေပြီးတော့ခွင့်ပြုချက်ပေးထားတဲ့နိုင်ငံတွေမှာဒါဒီ in-stream ATS ကနေပြီးတော့ဝင်ငွေရှာလို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာကတော့ရှာလို့မရပါဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့ Facebook ကနေပြီးတော့ဝင်ငွေရှာလို့မရတယ်လို့ Facebook ကနေပြီးတော့ကျွန်တော်တို့ငွေထုတ်လို့လည်းမရဘူးเนาะမြန်မာနိုင်ငံကဘဏ်အကောင့်တွေနဲ့ငွေထုတ်လို့လည်းမရပါဘူးကျွန်တော်တို့မြန်မာနိုင်ငံနေပြီးတော့ Facebook ပေါ်မှာငွေရှာချင်တယ်ဆိုလို့ရှိရင်တော့နိုင်ငံခြားမှာနေထိုင်တဲ့အတိမိတ်ဆွေတွေစာပေးပေးတဲ့တူတွေနဲ့ကျွန်တော်တို့လုံးဝချိတ်ဆက်မှတာလင်းကျွန်တော်တို့ Facebook ပေါ်မှာဝင်ငွေရှာလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာနေပြီးတော့ Facebook ပေါ်ကနေဘယ်လိုဝင်ငွေတွေရှာလို့ရတယ်ဆိုတာလေးကိုကျွန်တော်နောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့ပြပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဝင်ငွေရလာပြီဆိုလို့ရှိရင်ဘဏ်အကောင့်တွေကိုဘယ်လိုပြန်ချိတ်ဆက်ရမယ်ဆိုတာလေးတွေကိုပါကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တင်ပြပေးတော့မှာဖြစ်ပါတယ်အခုဒီဗီဒီယိုထဲမှာတော့ဒီလောက်နေပဲရပ်တန့်လိုက်ပါတော့မယ်နောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့ဆုံကြရအောင်အားလုံးပဲမင်္ဂလာ